ဒီနေ့22ရက်4လ2025 8:45မိနစ်ပိုင်းအချိန်ထိဖြစ်ပေါ်ခဲ့တဲ့နောက်ဆက်တွဲငလင်းတွေရဲ့အခြေအနေကိုကျွန်တော်အနေနဲ့တင်ဆက်ပေးကြပါမယ်ဒီလိုတင်ဆက်ပေးရတာကလည်းမိတ်ဆွေတို့အနေနဲ့မလိုလားအပ်တဲ့ကောလာဟလသတင်းတွေနဲ့သတင်းအမှားတွေကိုရှောင်ရှားနိုင်စေဖို့ပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့မနက်ပိုင်းအထိကတော့နောက်ဆက်တွဲငလင်းလောက်ခတ်တာခြင်းမရှိပါဘူးဆိုတော့မနေ့က21ရက်4လ2025မှာဖြစ်ပေါ်ခဲ့တဲ့ငလင်းတွေကိုပဲစူးစီးပြီးတော့ကျွန်တော်အနေနဲ့ဖော်ပြပေးလိုက်ပါတယ်ဒီနေရာမှာတခုသတိပြုစေချင်တာက21ရက်4လ2025မှာလောက်ခတ်သွားတဲ့နောက်ဆက်တွဲငလင်းတွေဆိုတာကဘယ်ပေရကဝေဘယ်အကြမ်းမြစ်ဆရာကမှမပြောလဲဒီငလင်းတွေကလောက်ခတ်မှာပဲဖြစ်ပါတယ်ဘာလို့လဲဆိုတော့နောက်ဆက်တွဲငလင်းဆိုတာကငလင်းကြီးစတင်ဖြစ်ပေါ်ခဲ့တဲ့ရက်ကနေပြီးတော့နောက်ထပ်တစ်လအတွင်းတော်၎င်းတစ်နှစ်အတွင်းတော်၎င်းဆက်လက်ပြီးတော့ကြောင့်ဖြစ်ပေါ်နေဦးမှာဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒီလိုမျိုးကောလာဟာလတွေသတင်းအမှားတွေကိုစဉ်းစားချင့်ကျင်ပြီးတော့ရှောင်ရှားတတ်ဖို့လိုပါလိမ့်မယ်မဟုတ်ဘူးဆိုရင်တော့မိတ်ဆွေတို့အနေနဲ့ဖွတ်တဲ့ညစ်ဖို့သာရှိပါတယ်နော်ဒါကြောင့်မလို့ကျွန်တော်မြန်မာလူမျိုးများဟာအင်မတန်ခွင့်လွတ်တက်ပြီးတော့မေးဖြောက်ပြစ်တက်ကြပါတယ်ဒါကြောင့်မလို့တစ်ခါလိန်လည်းခံရပါတယ်နှစ်ခါလိန်လည်းခံရပါတယ်သုံးခါလိန်လည်းခံရပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့ကောလာဟာလတွေရဲ့သားကောင်မဖြစ်ဖို့ကတော့မိမိတို့ကိုယ်တိုင်ပဲစဉ်းစားချင့်ချိန်ပြီးတော့ကြတော့နော်အရေးကြီးပါတယ် share ပါအရေးကြီးပါတယ် share ပါဆိုတဲ့ post တိုင်းကိုမိတ်ဆွေတို့အနေနဲ့အလွယ်တကူ sharing မလုပ်မိကြဘူးသတိပြုစေချင်ပါတယ်နော်ပြီးတော့ဒါတွေကငလင်ပိုပြီးလောက်ခတ်သွားရနေရာဒေသတွေကိုဖော်ပြတာဖြစ်ပါတယ်နော်ဆိုတော့သူနဲ့နီးစပ်ရာမန္တလေးနေပြီးတော့နားကနေရာဒေသတစ်ဝိုက်မှာလည်းဒီငလင်တွေရဲ့လောက်ခတ်မှုကိုခန်းစားရနိုင်ပါတယ်ဆိုတော့ငလင်တွေအများကြီးလောက်ခတ်သွားတာမဟုတ်ပါဘူးငလင်ဆိုတာပြန့်နှံ့တတ်တဲ့သဘောရှိတယ်ဆိုတာလည်းသတိပြုစေချင်ပါတယ်နော်